င်္ဂလာပါခင်ဗျာကျွန်တော်တို့ Group 9 Media မှာမတ်လ22ရက်နေ့သတင်းလေးတွေဖော်ပြပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ကတော့ထိုင်းနိုင်ငံရဲ့အပူချိန်ညွှန်းကိန်းဟာအန္တရာယ်ရှိတဲ့အဆင့်သို့ရောက်ရှိနေပြီဆိုတဲ့သတင်းလေးဖြစ်ပါတယ်ထိုင်းနိုင်ငံရဲ့အပူချိန်ညွှန်းကိန်းဟာအန္တရာယ်ရှိတဲ့အဆင့်သို့ရောက်ရှိနေတာကြောင့်လူများအနေနဲ့အပြင်မထွက်ကြဖို့ထိုင်းအာဏာပိုင်များမှတိုက်တွန်းထားပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာလာရောက်အလုပ်လုပ်ကင်ကြတဲ့မြန်မာနိုင်ငံသားများအနေနဲ့လည်းတက်နိုင်သလောက်အပြင်မထွက်ကြဖို့ကျွန်တော်ပြောကြားလိုပါတယ်မဖြစ်မနေထွက်ရမယ်အလုပ်လုပ်ရမယ်ဆိုရင်တော့အဆောင်များစောင်းထားခြင်းအင်ဂျင်လက်ရှိဝယ်ထားခြင်းပြီးတော့ sunscreen များကိုလိမ်ထားခြင်းပြုလုပ်ထားကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျနောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့အလုပ်လုပ်ဖို့ပြည်ပအလုပ်ကိုင်ရှာဖွေရေး agency မြင့်မြတ်တကွန်ကနေပို့ဆောင်ထားတဲ့အလုပ်သမား60ကျော်ဟာ3လကြာပြီအထိအလုပ်လုပ်ကိုင်ရတာမျိုးမရှိတဲ့အတွက်မနေ့ကမတ်လ21ရက်နေ့မှာဘန်ကောက်မြို့ထိုင်းအလုပ်သမားဝန်ကြီးဌာနထံတိုင်ကြားထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဆိုပါအလုပ်သမားများဟာထိုင်းနိုင်ငံစမုတ်ဆာခွန်ခရိုင်မဟာချိုင်မြို့မှာမြင့်မြတ်တကွန် agency ကနေပို့လိုက်တဲ့အလုပ်သမား64ဦးဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။အဆိုပါအလုပ်သမား64ဦးကိုအလုပ်ရှာဖွေပေးမယ်ဆိုပြီးတော့စောင့်ဆိုင်နေစဉ်အတွင်းမှာပဲမြန်မာအလုပ်သမားတဦးဖြစ်တဲ့အမျိုးသမီးတဦးဟာကွယ်လွန်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျ။အဆိုပါအမျိုးသမီးအလုပ်သမားတည်ဆောက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့agency ဘက်မှတစုံတရာတာဝန်ခံမှုတာဝန်ယူမှုမရှိဘူးလို့လည်းသိရပါတယ်ခင်ဗျ။ဒါအပြင်ချက်ရှိနေတဲ့အလုပ်သမားများထံမှလည်းဘတ်3650စီထပ်မံကောက်ခံပြီးတော့စာချုပ်ပါချုပ်ဆိုထားတဲ့အလုပ်ကအလုပ်သမားမခေါ်ယူတော့တာကြောင့်အလုပ်သစ်ရှာဖွေခွင့်ပဲဆိုပြီးတော့ကောက်ခံခဲ့တာလို့လည်းသိရတယ်ခင်ဗျ။အဆိုပါအလုပ်သစ်ရှာဖွေနေစဉ်အချိန်အတွင်းမှာလည်းမဟာချိုင်မြို့ရှိအဆောင်တစ်ခုမှာတာဝန်ယူမှုကင်းမဲ့သွားတဲ့အလုပ်သမားများကိုပြစ်ထားတာမှာလည်း3လကြာမြင့်ပြီလို့သိရတယ်ခင်ဗျနောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ဖမ်းခံထားရတဲ့မြန်မာနိုင်ငံသား258ဦးကိုမတ်လ21ရက်နေ့မှာမြန်မာနိုင်ငံကော့တောင်းမြို့သို့ထိုင်းအာဏာပိုင်များကပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့စိတ်မကောင်းစွာနဲ့ပဲသိရှိရပါတယ်ခင်ဗျဒီဘက်တွေမှာထိုင်းအာဏာပိုင်များဟာထိုင်းနိုင်ငံအတွင်းမှာရောနေဆက်မှာရောမြန်မာလူမျိုးတွေကိုဖမ်းဆီးလာတာအများအပြားတွေ့ရပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့မြန်မာလူသမားများအနေနဲ့အဆအရ view site ဖို့နဲ့တိုးတိုးသိမ့်သိမ့်နေကြဖို့ထပ်မံတိုက်တွန်းရင်းနဲ့အားလုံးပဲအန္တရာယ်ကင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲဘေးကင်းကြပါစေခင်ဗျ